တင်တို့ဒီလောကီပုံတံကိုမဆောင်ကြနဲ့ကျွန်တော်တို့ကလောကမှာလူလာဖြစ်တဲ့ခါကျွန်တော်တို့ကလောကီပုံတံမဆောင်နဲ့ဆိုတာကျွန်တော်ခန္ဓာထဲမှာကျွန်တော်စိတ်ဝိညာဉ်နေမို့ပြမအတ္တမရှင်နဲ့ပြောတော့လူဘက်ကလုံနိုင်လားဆိုရယ်လုံးဝမလုံနိုင်တော့ကြောင့်ယေရှုကလောကမှာလူဇာတိလာခနဲ့လူကခန်းနဲ့အငယ်ကိုနေမှာလိုက်ဆိုမဲ့တာဦးကိုဖွားမြည်၍အဝတ်နဲ့ပါရပြမှာအဲ့တဲ့တရားဇေယ၌သူတို့နေစရာမရှိတော့ကြောင့်သူငယ်ကိုနွားခွဲနိုင်တိတ်ထားလေယေရှုလောကမှာလူဇာတိခန္ဓာမှာတွေးရှိတယ်အသားရှိတယ်အယိုးရှိတယ်ခန္ဓာအဲ့ဒီခန္ဓာဘယ်မှာလဲဆိုရင်နွားချံနွားခွဲထဲမှာတွေ့ရခန္ဓာဒါမဲ့တွေ့ရစိတ်ဝိညာဉ်ကနွားချံမှာမရှိဘူးခမည်းတော်ရဲ့လက်ထဲမှာယေရှုကယောသနဲ့မာရိရဲ့မိသားစုမှာသူလူဇာတိလာခန္ဓာလေလာခန္ဓာကမှာသူ့မှာညီ၄ယောက်ရှိတယ်ယာကုပ်ယောသင်ရှိမို့ယူဒာညီ၄ယောက်ရှိတယ်အဲ့ဒီသူ့ရဲ့ညီများကယေရှုကိုဘလို့ဆက်ဆံတယ်လေယောဟန်အခန်းကြီး9အငယ်မှာမယုံကြည်သောကြောင့်ယေရှုအားဆိုကြ၏အပေါ်မှာယေရှုကဂါလိလေမှာပဲအဲ့ဒီတဝက်မှာပဲနေတာယူဒပြည်သူမတော်ဘာလို့လဲဆိုရင်ယူဒလူတို့ကယေရှုကိုတတ်ဖို့ရအတွက်ရှာနေကြတာဒါမှယေရှုကသူ့အချိန်လည်းမတန်ဘူးသူမတွားချင်ကညီတော်တို့ကတွားလေဒီမှာပုံနေဘာလို့မလဲဘာကြောင့်ပြောလဲဆိုရင်ဖယားသားဆိုတာမယုံဘူးလက်မခံဘူးမိသားစုအရင်ခောက်ထဲမှာသူ့ကိုလက်မခံဘလောက်လူအနေနဲ့ဆိုရင်ဘလောက်စိတ်နာစရာကောင်းတယ်မလားဒါပေမဲ့မတ်တဲအခန်းကြီး3အငယ်16မှာအေသူကငါနဲ့တန်မြတ်သောရာငါအိချစ်သားပေဒီဟုကောင်းကင်ကအတန်တော်ဖြစ်လေတစ်ဖက်မှာသူညီများတို့ကယေရှုကိုလုံးဝဖျားတန်းလို့လက်မခံဘဲနဲ့ဟလာငင်းပေတယ်ပြစ်ပေတယ်ရဆက်ပြည့်ပြမှဆက်ဆံတော့ညာလည်းပဲတစ်ဖက်မှာကောင်းကင်ခမည်းတော်ကတင်းကိုလောကကလက်မခံလေရတယ်တင်းကငါရဲ့ချစ်တာဟာလေလုယာယေရှုအလိုတတ်ရှင်ပေးတာဒါနဲ့ယေရှုကလောကမှာအသက်33နှစ်ခန့်သူအသက်ရှင်နေခါမှာစားစရာကိုနမလက္ခဏာပြုလားပြုတာလေအနောက်မှာလိုက်စားတယ်လို့များကြီးပဲယေရှုကအနာယောဂမျိုးစုံဆွဲနေတော့သူကျမ်းမာစေလားကျမ်းမာစေတယ်နတ်ဆိုးဆွဲနေတော့သူကိုလွတ်မြောက်စေလားတည်တော့သူကိုရှင်စေလားအဲ့ဒါနဲ့တဖွဲ့ပြင်းရဲ့ယေရှုကရှင်းလစွာတော့တပည့်တော်12ပါးရွေးလားရွေးပါအဲ့ဒီလူသုံးဖွဲ့အားလုံးကတကယ်ကိုတော့လက်ဝါကားတဲ့ခါမှာလူကသူကိုစွန့်ပြစ်မှတွားလိုက်ကုန်ပြီဒါမဲ့တိတ်အောင်အောင်စေကောင်းတာလူတွေကအလကားကောင်းအမတမဆုညတဲ့ယုံရှာစေလေအဲ့လိုတမခံရတဲ့လူစုံနှစ်ယောက်ထဲကတယောက်ကကိုရောတကယ်ဖျားတန်းဟုတ်တယ်ကိုရောကဲတင်ရှင်ဟုတ်တယ်ကိုရောနိုင်ငံတော်တီမှာကျွာလာတဲ့ခါမှာအကျွန်တော်ကိုအောက်မိတ်ပေးပါလို့တခုံးတယ်ကိုရောစီချင်းကမှတောင်းပါလာတဲ့အတန်ကိုရောအင်မတမနဝင်ချူတယ်ဒါလောက်မြောက်များစွာသူ့ကိုငြင်းပေပေမဲ့တယောက်တော့သူကသူ့ကိုဝန်ခံလာတဲ့ကဟာလေလုယာပဲကိုရောအတွက်ကိုရောနှလုံးသားရှိလားအဲ့လိုရှိတယ်လေယေရှုအဲ့လိုတက်ရှင်ခဲ့တယ်လေယေရှုကလက်ဝါကားထဲမှာရဆက်သူ့ရဲ့သွေးသားခန္ဓာနာလားတမူရဲ့တာလေစူးတဲ့လောက်ထားတဲ့အသိဖြစ်တဲ့တာလေခြေတော့မှတမူရဲ့တာလေဒိုင်ယနာချက်ရက်ထားတာနဲတော့မဟုတ်အဲ့လိုသူခံစားနေမှာသူ့ရဲ့အသွေးအသားခန္ဓာရဆက်သူနာကျင်နေတဲ့ချိန်မှာလူကာခန်းကြီး23အငယ်34မှာသူဆွတောင်းတာအိုအဘာ
တို့ရဲ့အပြစ်ကိုလွတ်တော်မူပါတို့ဒီကိုပြုတ်တော်အမှုကိုမတိကြဟုမွဲ့ဆိုတော်မူ၏ကြည်တလောက်နာကျင်ချင်းအသွေးသားခန္ဓာဘက်မှာနာကျင်နေတော်ကြလေတစ်ဖက်မှာဒီလူတွေကိုခွင့်လွှတ်ပေးဖို့ခမည်းတော်စီသူဆွတ်တောင်းပေးနိုင်တယ်ဟာလေလုယာယေရှုလက်ဝါးကားထဲမှာအသက်ထွက်သွားတဲ့ခါမှာမြန်မာကျမ်းမှာဆိုတော့အယာရှိအယံချမ်းသာတထေးလို့တိုင်းနာကျမ်းစာမှာရေးတယ်သူ့နာမည်ကယောသအဲ့ဒီယောသကသူ့အတွက်ပြင်ဆင်ထားတဲ့တင်းချိုင်းထဲမှာယေရှုရဲ့ခန္ဓာအလောင်းမြို့နာခြင်းခံရလားခံရပါတယ်မတ်တဲ့ခန်းကြီး29အငယ်59နဲ့60မှာအဲ့မှာမြို့နာခြင်းခံရတယ်ဒါဘီမေတို့ရဲ့စိတ်ဝိညာဉ်ကတော့လုကာအခန်းကြီး23အငယ်46မှာအဖာအကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုရောလက်တို့အကျွန်တော်အပ္ပါဤယေရှုရဲ့ခန္ဓာတင်ချိုင်းမှာအနာတော်ညာလေးပဲသူ့ရဲ့စိတ်ဝိညာဉ်ကတင်ချိုင်းမှာမပါတော့အဖလက်ထဲမှာဟာလေလုယာအာမင်ဟာလေလုယာယေရှုအဲ့လိုအသက်ရှင်ပေးတာဒါဆိုယေရှုကလက်ဝါးကားထဲမှာအတေခါမှာတကြိုတောက်ရက်မြောက်တော်နေ့မှာချားမြောက်လာတဲ့အခါမှာယေရှုကငါလွတ်တယ်လို့မဲတို့လိုက်လို့ရမလားမရလုံးဝမရဘယ်ရမှာလဲယေရှုမာရိဝန်ထဲကနေလက်ဝါးကားတိုင်းထိအသွေးအသားအယိုသုံးမျိုးနဲ့လောကမှာလူစားတိလာကနေရှင်ပြန်ထမြောက်လာတဲ့ယေရှုကနှမျိုးအယိုနဲ့အသားလုကာခန်းကြီး24အငယ်39မှာငါဒီတင်တို့မြည်တဲ့အတိုင်းငါဒီတင်တို့မြည်တဲ့အယိုအသားဘာနှမျိုးလဲနှမျိုးအဲ့ဒါဝိညာဏခန္ဓာကိုလို့ခေါ်ပါတယ်ယေရှုကအသွေးအသားအယိုသုံးဘက်ကအမှုပြီးသွားပြီအယိုနဲ့အသားအမှုကပြီးကိုမပြေးတာအယိုအသားဝိညာဏခန္ဓာယေရှုကအဲ့ဒီတပည့်တော်ရဲ့အထဲမှာဝင်ပေါလုဒါကြောင့်ပြောပေါလုအသက်ရှင်တဲ့ကမှာဂါလာတိ20မှာတို့ရဲ့အထဲမှာသူရှင်နေတာမဟုတ်တဲ့တို့ရဲ့အထဲခရစ်တော်အဲ့ဒီခရစ်တော်ကရှင်ပေးမှအထဲတုံတင်နေတာဒီလိုမလို့ရဘူးလေဒါကဇာတိတဘောဖျားနဲ့စန့်ကျဲပဲဒီလိုအသက်ရှင်ရမယ်ပေါ်လို့အထဲကအဲ့ဒီအယိုးနဲ့အသားဆိုတဲ့ဝိညာဏခရစ်တော်ကသူ့အထဲကရှင်ပေးနေတာအာမင်တေကောအခန်းကြီး2အငယ်16မှာထိုလူကိုတုံတင်နိုင်မည်အကြောင်းအဘယ်သူသည်သာရဘုရားရဲ့စိတ်တော်ကိုသိနိုင်တဲ့နေငါတို့မူကားခရစ်တော်၏စိတ်ကိုခံရကြပေါလုကသူ့ရဲ့စိတ်မဟုတ်တော့ခရစ်တော်စိတ်ဖြစ်တဲ့ကမှာခရစ်တော်ကိုမယုံတဲ့လူယုံပါငါမျက်ရည်ကျလဲတောင်းပါပါတယ်ယုံပါတောင်းပါလားအရင်တော့ကသူ့စိတ်ဆိုရင်ယုံရင်တတ်မယ်အခုကတော့သူ့ရဲ့စိတ်မဟုတ်သူ့ရဲ့ခရစ်တော်စိတ်ဖြစ်ကယုံပေးပါတကယ်ယေရှုကငါတို့ထာဝရကောင်းကင်ဘုံမှာသူပြည့်စုံပေးတဲ့မျက်ရည်ကျလဲတောင်းပါပေးတာကြည့်ဘောလို့ထဲမှာရှင်ခဲ့လားရှင်ခဲ့ပြီးခဲ့တဲ့နှစ်ပေါင်း2000ခါကခရိယာကတပြန်ထဲမို့လေအစင်းစင်းလေတူတူအလက်ပြေးနောက်အလက်လေဒီနေ့ကျွန်တော်အထဲမှာအဲ့ဒီခရစ်တော်လာရှင်ပေးချင်တာကျွန်တော်ဘေးကျနိုင်မလဲကျွန်တော်တို့အထဲမှာခရစ်တော်လာရှင်ပြပါလေတင်တို့ကိုခန္ဓာကမြည်ချီမှာဒါမဲ့တင်တို့စိတ်ဝိညာဉ်ခမေးတော်ရှိမှာအဲ့လိုလေမယ်အထက်တင်ပေးတာဒီကနေ့ထိုးတဲ့ခင်နဲ့အတူစိုးစံလိမ့်မည်ထိုးတဲ့ခင်ကိုငါတို့ဒီညင်းပယ်လေငါတို့ကိုညင်းပယ်တော်မူလိမ့်မည်ထိုးတဲ့ခင်ငါတို့အထဲကလက်ခံထားပြီလားလက်ခံထားပြီလက်ခံထားတော့ညာလေးပဲသူ့ရဲ့တုံတေတဲ့ဟာငါတို့ညင်းပယ်လို့ရှိရင်တနေ့ငါတို့ကိုအဲ့တခင်ညင်းပယ်တော့မယ်ညင်းပယ်တော့မယ်ငါနေ့ကိုပြောပြီးပဲဒီမှာမလုပ်တာလက်ခံရတော့ကဲတချင်းရမယ်ဒါမဲ့ကောင်းကင်ရောက်တင်ညင်းပယ်ချင်းခါရမယ်ဟာကဖျားခင်ပြည့်စင်ထားတဲ့မင်္ဂလာတွေမြောက်များစွာ
ပြောက်များစွာဒါတော့ဒီနေ့ကျွန်တော်အသက်ရှင်တဲ့ခါမှာကျွန်တော်တို့ကဖျားခင်ပါလုတ်ခန်းဆင်ချင်တယ်လေနေ့တိုင်းမှာကျွန်တော်ရဲ့အတွေ့အကြုံခန္ဓာကမြေကြီးပေါ်မှာရှိတယ်ကိုတော်လည်းကျွန်တော်အထဲမှာတက်ရှင်နေတယ်အဲ့ဒီတော့ကျွန်တော်တို့ကိုတော်ပါလုတ်ခန်းဆင်ချင်တယ်လေခရစ်တော်တလုံးအဖို့ခပေးတဲ့ဟာဒီနေ့ကျွရင်နှလုံးသားနဲ့ဂျေဇုတင်လေကိုတော်အရန်ဂျေဇုတနေကိုတော်အရန်ဂျေဇုတနေအဲ့လိုမှခရစ်တော်အထဲမှာလက်ခံပြမှဒီနေ့ကျွရင်ဝန်ခံတော်တွေ့အတ္တတာထဲမှာတနေ့ကိုတော်နဲ့တွေ့မှာတနေ့ဆိုတာအဝေးကြီးလေးစဉ်းစားလို့မရဘူးအခုချစ်ချင်းလေးဖြစ်သွားနိုင်တယ်လက်တပြက်လေးဖြစ်သွားနိုင်တယ်အဲ့ဒါခရစ်တော်ကိုနေရာပေးတော်တွေ့အတ္တတာခရစ်တော်တွေကတာတုတစ္ဆာရှိတော်ငယ်သားကောင်ကိုတော်တင့်ကိုဖဲ့မယ်